မစစ်စီပီယာဆေးစဆုံးမူရင်းရေးသားသူဆေးရတာဒီတုန်းကကျုပ်သက်12နှစ်လောက်ပဲရှိသေးတာဗျကိုချက်တော်ဆိုတာကျုပ်တူရွာရဲ့ကာလာတာခေါင်းပေါ့ဗျာလူကအရက်ရှိရှိပိန်ပိန်ပြခါကလည်းနည်းနည်းကိုင်းသေးတယ်မျက်လုံးကလည်းခက်ပြူးပြူးပြူးဒါကြောင့်လဲကျုပ်တို့ရွာကလူတွေကပြောကြတာချက်တော်ရမျက်လုံးပြူးမျက်စံပြူးနဲ့ဘာများဖြစ်လားတာတုံးဟာဘာမှမဖြစ်ပါဘူးဗျဘိုးညီလေးရဲ့ကျုပ်ကငွေကတဲကပြူးနေတဲ့ဟာဘာတက်နိုင်မှာတုံးလို့ကိုချက်တော်ကြီးကပြန်ပြောတဲ့ပြကိုချက်တော်ကြီးကလမ်းလျောက်ရင်လဲခြေလမ်းကျဲကြီးနဲ့ဗျကိုချက်တော်တို့များလမ်းလျောက်ရင်ငှက်ကြီးဝင်ပိုးတွေလမ်းလျောက်တဲ့အတိုင်းပဲဗျလို့ပြောပြီးရေနေကြတာဗျတရက်ကြတော့ကိုချက်တော်ကြီးကျွန်တော်စီကိုစိုက်မြိုက်ရောက်လာရောပြုဟေးကောင်နာတေဟာကိုကြီးဝင်ပိုးဟုတ်ပါဘူးကိုကြီးချက်တော်ဘာလဲမင်းကပါဘိုးညီလေးကိုင်းဝင်မလို့လားဒီဘိုးတော်ကတော့ပြောမနေနဲ့လူတွေ့ရင်တခုမဟုတ်တခုစနေတော့တာပဲဟာကိုကြီးချက်တော်ကလည်းဗျာဘိုးညီလေးကကြပြားတယောက်တည်းကိုစတာမဟုတ်ပါဘူးဗျဘသူတွေ့စတာပါပဲဗျလို့နေပါဦးကိုကြီးချက်တော်ကျုပ်စီလာတာဘာကိစ္စရှိလို့တုံးအေးရှိတယ်ဒါတေမင်းကိုအကူညီတောင်းမလို့ဟာဒါများကိုကြီးချက်တော်ကလည်းကဲပြောကျုပ်ဘာကူညီပေးရမလဲဒီလိုကွာငါပီယာဆေးစီရင်မလို့ဗျာပီယာဆေးဟုတ်လားကျုပ်ပြကြော်ထဲမှာတော့စိတ်ကနေဖြစ်သွားတယ်အေးဟုတ်တယ်ကွာတာတေရိုင်းဖြစ်ပါမလားကိုကြီးချက်တော်ရတင်ချိုင်းတွေပါတွေများသွားပြီးလောက်ရမှာလားဗျအဲ့ဒါဆိုရင်တော့မလုပ်ပါနဲ့ဗျာတာတေကလည်းကွာဘဲကတင်ချိုင်းကုန်းမှာလောက်ရမှာတော့ဘုံကြီးเจ้าတိန်ထဲမှာလောက်ရမှာဒီတော့မှကျုပ်စိတ်တက်တာသွားတယ်ပြုအော်ဒါဆိုရင်တော့ဖြစ်ပါတယ်ကျုပ်ကဘာလုပ်ပေးရမှာတုံးပြမင်းကငါ့ကိုအဖော်လိုက်ပေးုံပါကွာနှုတ်ကိုကြီးချက်တော်ရဲ့အစီအစဉ်ကတော်တော်ခက်လားကဲဟာဘာမှမခက်ဘူးနှမ်းစီ15ချက်သားကိုဈေးမစစ်ပဲဝယ်ရတယ်ဝယ်တဲ့နေ့ကမင်းမွေးတဲ့မွေးနေ့ရဲ့9ခုမြောက်နေ့မှာဝယ်ရတဲ့ဥပမာကွာမင်းကတနင်္ဂနွေဆိုရင်ကြာတာပတေးရဲ့မနက်စောစော9နာရီလောက်မှသွားဝယ်ရတယ်ကွာအဲ့ဒီလိုလားအဲ့ဒီစီရတော့ဘာဆက်လုပ်ရမှာတုံးပြအထီးကရတင်ကြတလုံးထဲမှာစီရင်ရမှာကွပကံပြားထဲမှာဆန်ထက်ဆန်ပေါ်မှာလက်ဖက်အလုံးလေးတွေလုံးပြီးတင်ပြီးရင်စီးထည့်ထားတဲ့ခွက်ကိုဆန်ပေါ်မှာငိမ်အောင်ထားရတဲ့တင်ကျန်းပြင်မှာအဲ့ဒီပကံချထားပြီးပကံရဲ့လေးဖက်လေးတန်မှာဖျောင်းတိုင်လေးတိုင်ထုံပြီးသမုတ်တေကာထာကို1000ပြည့်အောင်ရွေးရတယ်ဘလို့အနှောက်ရှက်အဖြက်စီးပဲလားဂါထာ1000ပြည့်အောင်ရွေးရတယ်1000ပြည့်ရင်ပီရက်ဆေးအောင်ရောကွာအဲ့ဒီစီကိုစန်ဆမှာတက်ပြီးစကားပြောရင်ကိုပြောသမျှအားလုံးအောင်နေဆိုပဲဟင်အောင်တဲ့သူတွေရောရှိလားဗျအောင်ဖို့တော့မလွယ်ဘူးပြောတာပဲဒါတေရဟင်ဘာဖြစ်လို့တုံးအဲ့ဒါတော့ငါလည်းမသိဘူးကွာညရောက်တော့ပုပ္ပယုံเจ้าကတင်ကြီးထဲမှာလိုအပ်တာတွေ့အားလုံးပြင်ဆင်ပြီးကိုကြီးချက်တော်ကသမုတ်တေကာထားကိုရွတ်ဖို့အစင်သစ်လုပ်တယ်ဗျကဲဒါတေမင်းကမလန်းမကန်းသွားပြီးစောင့်ပြီးတော့ငါအစီရင်မပြီးခင်မှာဘသူမှအလာမခံနဲ့ကြလားဒါဆိုရင်တိမ်တကားပိတ်ထားလိုက်ပါလားဒီအစီရင်ထဲမှာတကားတွေဘာတွေမပိတ်ရဘူးကွာအားလုံးဖွင့်ထားပြီးဂါထာရွတ်ရမှာအော်ဒီလိုလားစိတ်ချပြကျုပ်ဒီကိုလှမ်းမြင်နေရတဲ့နေရာကတေးသေးချာချာစောင့်ကြည့်နေမယ်ကျုပ်ကတိမ်နဲ့မလန်းမကန်းကစွန့်ချက်ဆောင်နဲ့ဝင်ထိုင်နေလိုက်တယ်ပြီးတော့အသိယူလာတဲ့ငကားစေးပေါ်လိတ်ကလေးထုတ်ဖွာလိုက်တယ်အချိန်ကည9နာရီကျော်ပြီဗျကျုပ်လန့်ကြည့်လိုက်တော့တိမ်ထဲမှာမီးအောင်ကလေးမြင်နေရတယ်ကိုချက်တော်ကြီးတော့သမုတ်တေကာထားကိုအကျိတ်အနယ်ရွတ်နေမှာပဲလို့တွေးလိုက်မိတယ်ည7နာရီလောက်ရောက်တော့ကျုပ်အိတ်လိုက်သွားတယ်ဗျဝုန်းတုံးကျုပ်လက်နိုးသွားတဲ့တိမ်ထဲကိုလှမ်းကြည့်တော့မီးအောင်မမြင်ဘူးပြကျုပ်လဲဘာဖြစ်တာတုံးဆိုတာသိချင်တာနဲ့စွန်းချက်ယုံတွေကပြေးထွက်လာတယ်ဗျဝုန်းတိုင်းအောင်မလေးဗျဟာဒါကိုချက်တော်အော်တန်ကြီးပဲကျုပ်တိမ်ဘက်ကိုပြေးသွားတယ်ဒီမာတင်တိမ်ထဲကလက်ခနဲ့ပြေးထွက်လာတဲ့ကိုချက်တော်ကိုမြင်လိုက်ရတယ်ကိုကြီးချက်တော်ကျုပ်ခေါ်တာတော့တစ်ချက်မှလှည့်မကြည့်ဘူးပြို့တခါတဲကိုဆွပြေးတော့တာကျုပ်လဲသူ့နောက်ကနေအပြေးလိုက်ရတာပေါ့ကိုကြီးချက်တော်ကျုပ်ကခေါ်လဲခေါ်ပြေးလဲပြေးလိုက်ရတာပေါ့ကိုကြီးချက်တော်ကိုသူတို့ဝိုင်းရှိမှပဲမိတော့တာဗျာဟောဟဲကိုချက်တော်ကခါကြီးကုန်းပြီးဝင်းတကားကိုကင်ထားတယ်လူကလည်းဟောဟဲလိုက်အောင်မောနေတာပြုတ်ကိုကြီးချက်တော်ဘာဖြစ်တာတော့ကျုပ်မေးတာကိုကိုကြီးချက်တော်ကချက်ချင်းမဖြေနိုင်ဘူးခဏကြာမှတပတ်ကြီးကတာတေရနဲတဲ့အကောင်ကြီးမဟုတ်ဘူးတကားတွေဝုန်းတိုင်းပိတ်သွားမှငါမြင်ရတာတရင်ပေါက်မှာရက်နေတာကွမျက်လုံးကြီးတစ်လုံးကိုဟင်းတောက်ပကံလောက်ရှိတယ်နီရဲနေတာကွခေါင်းကြီးကတင်းတောင်းလောက်ရှိတယ်ပတ်ဆက်ကြီးဖျဲထားတာလဲအကျယ်ကြီးကွာငါဖျောင်းနိုင်တွေလဲတပြိုင်နက်တည်းငိမ့်သွားတာကွာငါလဲစိတ်ကိုဘလို့မှထိန်းထားလို့မရတော့ပဲလန့်អော်လိုက်မိပြီရွာထဲစပြေးတော့တာကွမင်းကိုတောင်ခေါ်ချိန်မရလိုက်ဘူးကွာကျုပ်ဒီတော့မှသဘောပေါက်သွားတယ်ပြုတ်မစစ်စီပီရဲ့ဆေးစီရင်ဟာအောင်ဖို့မလွယ်ဘူးဆိုတာဒါကြောင့်ကိုလို့ကျုပ်တွေးလိုက်မိတယ်ပြီးပါပြီ